ဒီနေ့ကခိုင်၌1385ခုတော်တလင်းလာပြီဥပုံနေကြီးတော်တလင်းလာပြီနေ့ကိုတချို့ဒေသများမှာပြောင်းဆွမ်းလူရည်နေလို့အပိုင်သတ်မှတ်လို့ရှိခဲ့တယ်လူသူလေးပါးကမင်္ဂလာကိုအလေးထားခဲ့တဲ့အတွက်နဲ့မြတ်စွာဘုရားတက်တော်ထင်ရှားရှိဆိုင်ပါဠိလေယာတော်မှာမြောက်ရှိတကောင်ကဆင်လုံးကျွေးစွာကိုမင်လို့အားကြပြီးကပြပတလဲလူခိုင်ပြန်ပြလူစွာလေးတော်တလင်းလာပဲနေလူလို့ဘုန်းကြီးများတော့မတွေးမိပြလူစွာလောက်ပဲပြလူစွာလေးတော်တလင်းလာမှာလို့ဒီပိုင်းနဲ့တေချာလေးစာမာကတော့မတွေးမိတော်တော်လေးလာပြီနေတီကိုမင်္ဂလာနေ့သတ်မှတ်ခဲ့တဲ့အခါပုံစံမျိုးမျိုးနဲ့ပေါ့လေနေယုံလာပြီကိုကြားခဲ့မဟာသမယအခါတော်နေ့ညကတော့စာမပြီမှာထင်ရှားပါဝါဆိုလာပြီနေ့ကြားခဲ့ဓမ္မစက္ကအခါတော်နေ့ဝါခုံလာပြီနေ့ကြားခဲ့တချို့ဒေသမှာကြားခဲ့မိတ္တာအခါတော်နေ့အဲဒီလိုဘုန်းကြီးများကတော့အတေချာတော့မတွေ့မိအဲဒီတော့ဟာနဲ့သူသတ်မှတ်လို့ရှိတာဒီကိုဘုသူတ္တပြိဖို့လေတော်တလင်းလာပြီနေ့ကြားခဲ့တော့ဟာပြောင်းမှုဆွမ်းလူရင်းနဲ့ပါဠိနဲ့ဆိုပဲမတုပုံနီမှာမြောက်တော့ဖြင့်ဒီဟိုတော့အိန္ဒိယရောမှာလုပ်လေးရှိခဲ့တယ်ပြောင်းမှုဆွမ်းလူရင်းနဲ့ဝါကြလာပြီနေ့ကြားခါတော့မြတ်စွာဘုရားတာဝတိတာကဆင်းရဲနေပြိတ္တိအတွက်နဲ့အဘိဓမ္မာအခါတော်နေ့သူကတော့အာရုံတိကတဲ့တိုင်အဘိဓမ္မာဟောပြီးလူတွေကိုပြန်ကြွလို့ဒီနေ့ကတော်တလန်းလာပြင်းနေဥပုံနေကြီးပြိတ်လို့ဘုဒ္ဓတဖရယံပြောင်းမှုဆွမ်းလူပဲနေဆိုကိုထိပ်လို့ဆိုပါလာပြင်းနေဆိုပြီးသူတော်ကောင်းများကအလူလုပ်တယ်သီလဆောက်တယ်တရားနာယူရဒါနသီလဘာဝနာကောင်းမှုကိုလုပ်ခဲ့တယ်အထူးအဖြင့်ဒါနလုပ်တဲ့အခါဘုံများကျမ်းစာများဒါနအမျိုးမျိုးရှိတယ်တချို့ကဒါနလုပ်ရင်နဲ့ဒါနလုပ်ရင်နဲ့တန်ត្រာပြီးလေပြီးဒုက္ခရောက်ပြီကိုယ့်ဟာကိုဒုက္ခရောက်မှလည်းမသိသာသနာဆုံးမမရလို့ရင်လုပ်ရင်နဲ့ဒုက္ခရောက်ပြီကိုယ့်ဟာကိုတော့အကောင်းလုပ်တယ်လို့တော့ထင်စွာပဲဒီဈာကောင်းလေးလို့ဆိုပြီးနီလန်းနိပညာမရလို့ပဲဆိုတော့ခိစ္စကနဲ့ပြုတ်ပဲလေခိမှာနိပညာအမတန်အရိကိအလှလုံးလို့အိုဘေးနာဘေးတီဘေးမှလွိုက်တင်နိပညာကပရောပဟုလို့ကမရှိဖရာတဆူပွင့်မှအလှလုံးလို့ဒီအိုဘေးနာဘေးတီဘေးကလွိုက်စွာကိုပရောပဟုသူရှိတယ်ဖရာမပွင့်ပြီးဆိုကြအလှလုံးတတိဖိတ်စွာနဲ့ပဲလမ်းဆုံးစွာဒါနတော့ဘောကဝါဆိုတဲ့နေအင်္ဂါကိုကသူကလေးတတိဖိတ်ရှင်စိတ်ကလွှမ်းမိုးစွာကိုနေတတူဝနေကိုပေါင်းလာကိုပေါင်းနှိုက်ကိုပေါင်းဘဝတစ်လျှောက်လုံးမှာအကောင်းစားဖို့အကောင်းဝိုက်ဖို့အကောင်းနေဖို့ခန္ဓာတိုင်းမှာယဉ်စိတ်တတ်ရှိပါတယ်ယဉ်ချက်ရှိပြီးတဏှာဤကြွန်တပေါက်ဘဝကိုကောင်းနေလို့အရိမကြနိုင်နော်ကိုယ်ကိုယ်ဆုံးဆိုင်လေးဆိုငါကောင်းလို့ဆိုတာငါကောင်းစောဖို့အတွက်လုပ်ဆိုတာငါအကောင်းဝိုက်ဖို့အတွက်လုပ်ဆိုတာငါအကောင်းနေခြင်းဖို့အတွက်လုပ်ဆိုတာတဏှာဤကြွန်တပေါက်ဘဝမှာကြွန်အဖိတ်ဖြင့်ကြီးကြွန်အဖိတ်ဖြင့်လှုပ်ကျွေးနေရတယ်လို့သဘောမပေါက်နဲ့သဘောပေါက်ဖို့ကလေတရားကိုကမနာရကနာရပလံကလေးစိတ်ထဲမှာကမဆွေး
တရားကိုလာပြီးနောက်မှဆုံးတယ်နှလုံးတို့မအောင်နိုင်ဟိုဝါသနာကလေးအမျိုးမျိုးကိုလူဆိုကလူလုံးမဟုတ်ရလေခန္ဓာတိတ်မှာအိစ္ဆာတရားတိုက်ဆိုတာဝါသနာအိစ္ဆာတရားတိုက်အမျိုးမျိုးလေရန်တော့ဘယ်ဆိုတော့ဒီအိစ္ဆာတရားတိုက်အော်လျောဆိုတာတရားဟိုပြီးတော့တရားဟာကြည်ပြီးထွက်လာဆိုတာဒါကစရိဖို့သူကိုတမျိုးဒေါသစရိဖို့သူကိုတမျိုးမောဟစရိဖို့သူကိုတမျိုးတရားစရိရှိသူကိုတမျိုးပုံစံမျိုးမျိုးနဲ့ဟောတာဆိုဖရာမောလို့ဟာသူ့ပိုင်ကိုယ်ပိုင်ဆိုခဲ့ပဖိုင်မောလို့တရားဟောရင်နဲ့တီးဖို့ဟမ်ဖရာဖိုင်လို့စွမ်းအားရှိတယ်စွမ်းနေတယ်သဗ္ဗညုတဉာဏ်တို့ဤစွမ်းအားယံကောင်အခုပိုင်ဖရာသာသနာနဲ့ကြုံတုံးဘုရားတရားသံဃာရတနာသုံးပါးကိုစိတ်ကြိုက်တယ်လို့ဗုဒ္ဓဘာသာအဖိတ်ကိုခံယူတို့မောဘုဒ္ဓကတိလယူခါဘုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဆိုတာဗုဒ္ဓဘာသာအဖိတ်ခံယူစွာရေးဟိုတိလနဲ့တော့မဆိုင်တိလကတော့ဗုဒ္ဓဘာသာမဟုတ်သူလူလေးစောက်တယ်လို့ရပါတယ်ငါဘောဖိတ်ဖိတ်ရှစ်ဘောဖိတ်ဖိတ်ကိုဘောဖိတ်ဖိတ်ရန်စောက်လေးစောက်တယ်နေလဲဆိုပြီးဗုဒ္ဓဘာသာများထုကိတဲ့အပလို့အဆိုတကူကတော့ယံတရဏဂုံရည်ဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိကိုဗုဒ္ဓဘာသာအဖိတ်ခံယူနေတော့ဗုဒ္ဓတရားတော်ကိုနှလုံးသွင်းပြီးဒီကြွမ်းဖိတ်ကလွှမ်းအောင်စိတ်ကူးရှိတခုကိုပြုံးပြရဖို့အလူလုတ်တေခါကြွမ်းစရင်တော့ဝင်အလူတစ်မျိုးလားတော်လှန်ရေးစရင်တော့ဝင်အလူတစ်မျိုးအလူသာနှမျိုးရှိတယ်ကြွမ်းစရင်တော့ဝင်အလူကတစ်မျိုးနာတော်လှန်ရေးအလူကတစ်မျိုးစာနဲ့ပြုတ်ပြီးကြွမ်းစရင်တော့ဝင်ဆိုတာဒါနဒါသနာဒါနဒါသကြွမ်းစရင်တော့ဝင်အလူလိုက်ဒါသခေါ်ဒါနဒါသကြွမ်းစရင်တော့ဝင်အလူဘုဇိတဒါနဟောကဒါသဒါနနော်ဘုဇိတဒါနနှမျိုးဒါသဒါနကြွမ်းစရင်တော့ဝင်အလူဒါသဒါနနော်နောက်ဘုဇိတဒါနတော်လှန်ရေးအလူတော်လှန်ရေးဆိုတဲ့စကားကိုမြန်မာနိုင်ငံမှာပထမအာတိကမိကတိပိဋကသာစာတော်ခါကြီးဘုရားဟာအမတန်မှတ်ဖို့ကောင်းတော်ဆိုစွာအရှင်တခင်ကိုခေါ်ပါရဲ့နော်အရှင်တခင်ကိုတော်လို့သုံးမှတ်တယ်လေယင်းတော်လို့ဆိုရအရှင်တခင်ကိုဘုရားအောင်မှာမနေပြီတွန်းကန်လှန်လှန်စွာကိုလှန်ရလို့ခေါ်ရဲ့အခုမှဒီလောကကြီးမှာတန်ပေအုပ်ဆုံးမင်းလုပ်တယ်လူကတိမင်းလုပ်တယ်လူတိပုဂ္ဂိုလ်ဤအစီမအခန့်အခွေးကိုမခံမတရားဆိုပြီးတော်လှန်တဲ့ဆိုတိရှိမလားမတရားလို့ထင်ပြီးတော်လှန်တဲ့ရန်လူကိုစားခေါ်တော်လှန်ရေးလုပ်တယ်သူဘုန်းကြီးများအရင်ဟိုဘုံလူခိုင်နောက်ပိုင်းမှာတော်လှန်ရေးအစိုးရလို့အစိုးရတခုဖွင့်ခိုင်းဒါတုံးမှလည်းကောက်ဖို့ပဲပေါ့ဟာဒီတော်လှန်ရေးဆိုဆိုရယ်ထိုငကိုအုပ်ချုပ်နေလူတိကိုတော်လှန်ဆိုရယ်နော်ဘလို့လို့စကားကတော့တော်ဆိုစွာအုပ်ချုပ်နေလူတိကိုဒီခန္ဓာမှာတဏှာအုပ်ချုပ်နေဟိုဘဝဒီဘဝကိုလာလို့မကြည့်ခဲ့အခုလက်ရှိခန္ဓာမှာအမင်းမွေးကြီးလောက်ကပဲကိုယ်ခန္ဓာကိုလုံးကျွေးပြုစုနေစွာဟာတရားဓမ္မများကိုယ်ကြည့်ထားအကောင်းဆုံးရှင်လို့ပဲလုံးနေကြဆိုပဲဒီအကောင်းဝိုင်းရှင်လို့လုံးနေကြဆိုတာဒါပဲမလားအကောင်းနေရှင်လို့လုံးနေကြဆိုတာလုံးတယ်ဆိုရင်စကားဟာနောက်မှပါလာတယ်အကောင်းစားရှင်လို့လုံးအကောင်းဝိုင်းရှင်လို့လုံးနာအကောင်းနေရှင်လို့လုံး
လုံးဤရှိပိုင်းမှာဇာပါနေတယ်အကောင်နော်ရင်အကောင်ကိုညိုရီတဏှာဟာပါတယ်ဘောကစာကိုကိခါတဏှာလို့တော့ဖိုက်ဖို့တရဲ့တောင်းဝိယတနာကြီးဟာသူရရှာနာဇာဖိုက်တယ်တဏှာနော်တဏှာလို့တော့ဖိုက်ဖို့တရဲ့ခန္ဓာမှာပိညိကြွကြကေမလင်ဖို့မတာငါကောင်းလုံးနေဆိုပြီနော်ငါကောင်းလုံးနေဆိုပြီဆိုပြီးငါလို့လေးတခုတွေးလာပြန်အေးပိုင်မှအကောင်းလို့ရှင်ဆိုတာကတဏှာငါတွေးဆိုတာကဒိဋ္ဌိမှာတဏှာမတွေးလို့မလားသဘောပေါက်ရင်မလားဒိဋ္ဌိမှာတဏှာမတွေးလို့မလားဒီသူ့ဖက်ကလေးကလေးသူအကောင်းလို့ရှင်လို့အကောင်းစားရှင်လို့လုံးနေဆိုတာမနိုင်ရေနော်သူအကောင်းစားရှင်လို့မိသားစုနဲ့ကြည့်ကြအင်ရှင်ကအကောင်းစားရှင်အကောင်းဝိုင်းရှင်အကောင်းလို့ရှင်အကောင်းနီးရှင်အင်သူကအကောင်းလို့ရှင်အကောင်းစားရှင်ဆိုပြီးအင်ကအင်သူဝင်စွာတိဟာသူမလားရေယံဒိဋ္ဌိနော်ယံဒိဋ္ဌိအတွေးရှင်နဲ့ရကိုတဏှာနဲ့ဒိဋ္ဌိနဲ့တွဲနေတယ်ဇာထိမှလားခန္ဓာမှလားဇာခါကပဲတွေးဆိုကြမသိလောက်ကပဲတွင်းဆိုတယ်အခုသိမှမင်မသိဆိုတာဘရဒရနာကိမသိဘရဒရမနာဖုခဲငါအကောင်းလုံးနေဆိုပဲဒီမှတ်ထားနော်ငါဆိုသူပါလိအကောင်းလို့ရှင်ဆိုတာဇာနဲ့တွေ့နေငါအကောင်းလုံးနေလေနော်အဲ့ဟာဒီတဏှာနဲ့ဒိဋ္ဌိနဲ့တွေ့နေအကောင်းလုံးအကောင်းစားအကောင်းဝါအကောင်းနေမှတ်ထားပြီတဏှာနဲ့ဒိဋ္ဌိနဲ့တွေ့နေတဏှာနဲ့ဒိဋ္ဌိတွေ့နေပြီတဏှာဆိုတခါလားအရှင်တခင်လားတဏှာလိုကြည့်လိုက်နေရတယ်အမွင်းမွင်းလက်ကပဲ25နှစ်တိုင်အတူအလိုလိုက်နေအတန်လို့ရှိရအတူလိုတရာဟိုနေစွာလားကိုတိုင်လိမ့်နေစွာလားကိုတိုင်လိမ့်နေစွာမဆောကမင်းတို့ငုတ်ဟုတ်လားဆိုရင်နော်ဒီ90 60 90 80ရှိရအတူအလိုလိုက်နေအာတိပြန်ရအတူလည်းအောင်မှတီးလခါတဏှာလည်းအောင်မှတီးလခါအဲကိုပဋိစ္စသမုပ္ပါဒဘုန်းကြီးများတဏှာပိစ္ဆယဥပါဒနာဥပါဒနာပိစ္ဆယဘောပိဿုပ္ပံအကောင်းလို့တို့ဆိုရဲ့ကာတို့ကာရဲ့မလင်ဖို့ခက်တယ်နော်ရံကောင်းမမလင်ပြန်ကြီးလေးကိုင်းနေပြန်ရနော်ခန္ဓာနဲ့ပြုတ်ကြီးမမလင်ဆိုတာကအဝိဇ္ဇာလို့ရှင်ဆိုတာကတဏှာရအောင်လို့ဆိုတာကဥပါဒကံတစ်ချက်ဆိုကြစံအဝိဇ္ဇာနဲ့တဏှာရဲ့ခါဥပါဒကံနော်အဝိဇ္ဇာတဏှာဥပါဒကံတဏှာလည်းအောင်မှကြည့်ရမလားကိုစောဖို့တောက်ဖို့အင်ချောင်းလေးစီလေးပွားကြီးလုတ်ကလေးလောက်ပါပြီအစုံပြန်ဖို့လေးကိုကကြည့်ပေါ်ရှင်ရဲ့တိုးတက်ရှင်ရဲ့အခရင်နေကောင်းရှင်ရဲ့လုတ်ကလေးလုတ်ပြီယင်ကနေပြီးကိုပင်ကိုထွက်လာတယ်လို့ခေါ်တယ်အလှလုတ်လာတယ်သီလဆောက်တယ်လာတယ်အခုပိုင်းတရနာလာတယ်ဘာဝနာကောင်းမှုလုပ်လာခါလေဒါဓမ္မများမှာယင်အကောင်းဟာပါလာပြန်ရတော့ငဝါသနာတိုင်းရမပြန်နိုင်လို့လေမကောင်းနိုင်လို့အကောင်းဟာဆိုပဲဧကုတောကောင်းမှုကောင်းမဟာရှိသေးသောဓာတုဂုံသိစေစဉ်လေးရာရှိရွေရာရှိပြီးတော့ဓာတုဂုံသိစေစဉ်လေးအကျိတ်အခေအမေးတေရွေညာဖုန်ကြီးဆိုပြီးဆိုလားကိုဟာကိုရရှင်ဆိုလားကိုဟာကိုရရှင်နော်ပြီးလွန်ရဲ့အခါလေးကြာကိုရရှင်လူစီစိန်တို့နိုင်စီစိန်တို့ဗြဟ္မာစီစိန်တို့ဇာနကရင်လောက်ရွေးဆိုပြီအလှဒေသီလဒေဘာဝနာမှာအတုဥစိနေ
အမင်းတဏှာကြည်ကြွဆိုအမှန်ပဲခါဟောစွာငါတို့ကခိုင်ဘာသုံးစကားနဲ့ပြုတ်ပြီးတွေးထွက်အောင်မှန်စွာမနော်ကိုနော်တဏှာကြွေးကြွဘဝကမလွတ်နိုင်လွန်လာတဲ့အတိတ်တန်တရာကလေးပိုင်လာဆိုပဲအကုန်းမှာမွေးရလောက်ကပင်တီရီတီဒီတိုင်းလာနေကဲအပင်ကြီးလွန်နေကဖို့ဆိုရင်အခုတော့တရဏာလို့အရိရုံရှိကြရတော့အရိကြလာရနော်ဒါကိုကမပြင်းကြီးဒီခါလေးကြွဘဝနဲ့တရားပေါ့ဖိနေခါလေးဒါနဲ့ဖိမွေးလာဆိုလေးကြွဘဝနဲ့တစ်သက်လုံးလှုပ်ဆော်နေဆိုလေကြွစိတ်နဲ့ဒီခါလေးစားနဲ့နောက်ဘွားဟုတ်ကဲ့ကြွစိတ်နဲ့နော်ကြွစိတ်နဲ့အစောခါလွတ်ကြည့်လို့ရန်ကောင်ရန်အလူမျိုးကိုနော်ဘဝစေးစဉ်တောင်းတပြီးလိုရှင်လို့လုပ်တဲ့အလူမျိုးကိုဇာဒါနခွာပေါ့ကြွအဖိတ်ကိုလိုလာတဲ့ဒါနမျိုးနော်ဒါသာဒါနနော်ဒီဟာမှာဟိုဘုန်းကြီးတို့ဓမ္မများဉာဏ်ယုံတတ်စွာကိုပြောမယ်နော်ဟိုဒါကနှစ်ပါးတွေ့ဒါနသုံးပါးတွေ့ဒါနမှာဟောထားစွာတစ်ခုရှိတယ်သုံးပါးတွေ့ဒါနမှာဒါနဒါတာဒါနသဟာယဒါနသာမိန်လို့ဒီမှာသုံးပါးတွေ့တစ်မျိုးဟောထားစွာရှိတယ်ကျမ်းစာမျိုးမှာလေဒါနဒါသာရဟကကြောင့်ဘလို့လေးဆိုရင်အလူတို့လုံးရဲ့ကိုစားဟာတဲ့နင်းကြတဲ့ဟာကိုကြီးကြွန်တီးကိုပြီးရပိုင်လေအလူတို့လုံးရဲ့ဒါနဆိုအလူကိုဆိုတော့အလူတို့လုံးရဲ့အလူဝိုက်ထုဥမာသမင်းကျွေးရအဝိုက်ပြီးရဘာတိရှိမလဲနေစားထင်စားတိပြီးရအုံဒါနရဒါနဝတ္ထုစင်မျိုးလောက်ရှိတယ်ကြောက်လေကောက်ဖို့ကဘုရားယဒါနဝတ္ထုကိုစိုင်လို့ရှာကြတဲ့အရှင်ခါဒီလောက်တော့လည်းမလိုပါဒါနလောက်ကိုသိကြည့်ကြပါဦးနော်ယံဒါနကိုပြီးရခါစောစရာပြီးခါကိုစားခါထဲညံ့ရအစောစားပြီးခဲ့ကြီးကြွများကိုပြီးပိုင်လေကြီးကြွများကိုပြီးပိုင်ရပိုင်ကြီးကြွများကိုပြီးရအောက်တန်းကြရနင်းကြရအပိမျိုးကိုရကိုပဲဒါနဒါသကြီးကြွကိုပြီးရပိုင်ပြီးရလားအမွန်မပါဘောယံဒါနဒါသနဲ့အခုကလေဒါလို့ဒါသဒါနနဲ့မောတတ်တယ်နော်ဒါသဒါနနဲ့ဒါနဒါသဆိုစကားအပလန်လန်ပြောထားပဲဖြစ်နေတယ်နော်ကျန်တော့ဒီကဒါနဒါသဟုတ်လားဒါနဒါသဆိုတာကြေးကြွံကိုပြီးရပိုင်ပြီးစွာဟုတ်လားဟောကဒါသဒါနဆိုစွာကြွံဖိတ်အောင်အလုံးလုံးစွာကြွံဖိတ်အောင်ပြုစွာနားရှင်းရမလားကြွံဖိတ်အောင်ပြုစွာအဲကိုမမောစီကြီးနော်ငိုကဒုက္ခရေးကြေးကြွံကိုပြီးပိုင်မောကိုစားရပိုင်ပြီးစွာလေးတစ်ခုရှိတယ်ဘောကဇာနဲ့စားတဲ့မိတ်ဆွေသားရကိုလေးပင်ကျွေးဟာရှိမလားအင်းရှင်ကိုဒါနသဟာယမိတ်ဆွေအပေါင်းအသင်းကိုကျွေးရပိုင်လေဥမာလည်းဖဲဝိုင်းတော့တောက်ကကိုလေးပေါက်စီတလုံးသူလေးပေါက်စီတလုံးသူ့ကိုကျွေးရကျွန်တော်ခံမိတယ်ချက်မှအလုံးဒီမှာလည်းအလူတစ်ခုရည်နော်အင်းရှင်ကိုကြားကြဒါနသဟာယအတူတူစားတယ်ကိုထက်ဂုံမဲ့မဲ့တီတူတီကိုကြားကြအမွန်မဲ့ရှိပြီဥပမာအကြောင်းကိုဆွမ်းပို့ပန်ပို့လိုက်တဲ့ရှိတဲ့တခါတလေကြတရားဆွမ်းရင်လို့လေညာရှိတိပိခါငကိုအိမာစောနေကြတိုင်လို့လားရခါကြအမွန်မဲ့ရှိလို့ရညာကိုဒါနသာမိအရှင်တခိုင်များကိုပြီးပိုင်ပြီးရဲလားနော်ရဟမှာတမျိုးညာကိုဒါနဒါသဒါနသဟာယဒါနသာမိရဲ့နေမှာဒါနကရှိကလားရပါကြွံကိုပြီးတယ်ပိုင်ဒါနမျိုးလို့ပေါ့နော်
ဒီဟာကကြပြီဒါတာဒါနာဒါတာကရှိကဒါနာကနောက်မှနောက်ရှင်းရမလားဒါတာဒါနာဒါဟာကိုကျွမ်းဖိုက်အောင်ပြီးစွာနော်အရှင်ကျွမ်းအရှင်တခင်အောက်မှာဖိုက်အောင်ပြီးစွာအရှင်တခင်အောက်မှာအရှင်တခင်ဤအမိဩဇာအတိုင်းပြီးနေရတယ်ဘုရားဘုရားပြောပြမယ်ငါကောင်းအောင်လုပ်ဆိုပြီဒီကောင်းအောင်လုပ်ရှင်စိတ်လွှမ်းမှုနေညာဒီတဏှာအရှင်တခင်ရှိပါရဲ့ငါကောင်းအောင်ပြောဆိုပြီအစားရှိဒီဖန်ဖို့လေဒီအခုအလှလုပ်ဆိုလေးဒီပိုင်းပါတတ်တယ်ဝဝလေးကောင်းနောက်ဝဝလေးကောင်းဒီကောင်းအောင်လုပ်တယ်ဆိုပြီးကောင်းရဟာကိုရှင်ရစိတ်နောက်ကပါမပါညာကိုကြေးကြွန်ဖိတ်အောင်လုပ်တယ်အလှမျိုးလားနော်ယင်းအလှမျိုးဟာဒါဓမ္မများစိမ့်ကြကိစ္စလုပ်တယ်မလုပ်တယ်တို့တော့ကမသိကြကြလို့နေရတယ်ဂျာဖို့လုပ်လေမသိလို့ပါအေးဘုန်းကြီးအခုခန္ဓာတိယင်းဟာနဲ့လာခဲ့ဆိုနော်အကောင်လုပ်တယ်ကောင်းဟာသူတိဟုတ်တယ်ဘယ်နော်အဲရှင်ကိုကြခေါ်တယ်ဒါတာဒါနာတဏှာအရှင်တခင်အောက်မှာလုံးနေတဲ့ဒါနာယံကောင်တခါတည်းကြတော့ပြတောင်ကြောက်ဖို့အလူလုပ်ပြီးစုသုံးရတယ်ကိုလိုစုတောင်းတတိစုလိုရှင်ကတတိစုတောင်းနာမဖိတ်လိုရှင်ကမစုတောင်းနိုင်ဖိတ်လိုရှင်ကနိုင်စုတောင်းညာတခါလားအရှင်ဥသိနေလားအရှင်ကိုစာထဲမှာမခန္ဓာထဲမှာဒါဘောတဏှာဥပါဒံကံဒီဟာကိုပဋိစ္စသမုပ္ပါဒ်လို့ခေါ်အခုဒီဘက်ဓာတိကလုံးနေရဆိုတည်တယ်ငါသူမပါလားဒီတဖို့ရှိနေတယ်ဘုန်းကြီးပြောလို့ဆိုတော့ခါဒီဒါနဒါတာကြွံဖဲအောင်လုပ်တယ်အလှလို့တကူမြတ်စွာဘုရားဟောထားစွာရှိရဲ့ယင်းစကားကိုစီးလို့နောက်ထုံသေးကြီးဘဝတိုင်းမှာကြွံဘဝကမလွားဒီခါကျကြွံကမာနစာတက်လာလေဆိုပြီးကိုလုတ်တွေအတွက်နဲ့ကိုတတိအဖိုက်ပတိတရိုက်ဧကရိုက်စက်ကအဖိုက်ရောက်တယ်ခါငါတတိပဲမာနတက်လာကြွံသိနေလို့မသိငါဟာပတိတရိုက်မဲပဲငါဟာဧကရိတ်မဲပဲငါဟာစက်ကဝတိမဲပဲအရာကြီးပါလာတော့နော်ကြွံဖိတ်သိရလားမသိကြလားသူငါပရင်ပဲငါတတိပဲအဲ့တခါလမာနလားအမင်းထိုက်ကြရထိုက်လာတော့ပထမဒိဋ္ဌိနဲ့တဏှာနဲ့နောက်ကြထိုက်လာဘယ်ပဲဆိုတဏှာမှာမာနလေးဝင်ပြီးနေရာယူမနှတ်တယ်နော်မာနနေရာဝင်လို့ယူစွာကိုမင်းကြီးတဏှာရှိလို့မှတ်နော်ဒါနာမသိတယ်ဒါနာကြီးဒါကိုလည်းနှလုံးသွင်းတယ်ဒါနာလူဟာဒါနှလုံးသွင်းရတယ်ဒါနာလူကဒါနှလုံးသွင်းခါဒီမှာငါခန္ဓာကြီးဖိတ်နေဆိုမလားကိုရဖိုင်တိခါကိုကကြွံဘွားကလွတ်ရှင်စိတ်ပေါက်လာပေါ့နော်ငင်ကောင်ဒါနဒါသနောက်မှာတရဏကိကေမာနလာလို့မှတ်ဒီကတဏှာမာနဒိဋ္ဌိပေါ်လာတော့ယစာလက္ခဏာမလားဒီကအလှတော့လုံးရဲ့တန္တရာကလွယ်ပလားဖရာဆုံးမမရှိလို့လုံးနေရဆိုပဲဆရာဆုံးမမရလို့လေတတ်ကမတတ်နိုင်ဘောတိကမသိရင်ဒီပင်ပြလုံးနေရရေကိုသိပိုင်ကိုတာကိုသမီးကိုဇနီးကိုအင်တာကိုပါဝင်ကြတယ်ကိုသိပင်ပြပြရဒီပင်ရှုခါစားဖက်ခါလေးဆိုပြီးအင်ထုံပလိုက်ကြွန်ချေကြွန်ဆဲတဲ့အောက်ကမျိုးပလိုက်စားတဲ့အောက်ကဒီခါအခုတေချာစိမ့်ကြကြီးဘုံညာဗုဒ္ဓဘာသာလို့ဒီကိုအတိမှတ်ပြုနေတယ်မနဲ့တည်း
ကြာသေးကောင်းအမင်းဗုဒ္ဓဘာသာနာမည်နဲ့မတိုင်ပိုင်ဖက်လာရနော်ဗုဒ္ဓဘာသာဗုဒ္ဓဆိုဆိုတာကကျွမ်းလာတော်နိုင်သူလားကိုမတန်ကြလားစင်ကာပူလိုလာတာဓမ္မနော်ဘာပရိုကိကိယာနော်ကိယာသတ်တဲ့သမင်းတက်ကနေလို့စားဟုတ်လားမင်းတက်ဖတ်တဲ့ဟောက်သူလေးပါပါလေဒီထဲမှာသတ်တဲ့သမင်းတက်ပါလူလေးပါလေနော်မင်းတက်ဖတ်တဲ့ဟောက်တယ်လူလေးပါလေမင်းတက်ဖတ်တဲ့ကနေလို့ဘောတဲ့ဟောက်တယ်လူလေးပါလေအလုံးစုပုံပြလိုက်ကိယာနော်ကိယာဆိုပြီးစင်ကာပူမလို့လားဘယ်လိုကိလာစားခိုင်းလောက်မဟုတ်ငါတို့ကဖရာနဲ့တရာနဲ့တန်ဃာနဲ့ကိလာရေကိုမနာရှင်နဲ့ပြတ်သားဟိုဝေးအလကနေဆိုမဟုတ်ဖရာနဲ့တရာနဲ့တန်ဃာနဲ့ကိလာဆိုတာကြောင်းတဲ့တန်ရဲ့ဟာတိုးထေတုံထဲမှာနေတဲ့တေလူတိသူဟုတ်ကောမင်းကြလို့အဘိုးခန္ဓာမြေကောက်လို့ကျွန်တော်တော့မှနေကြတယ်ဖရာနဲ့တရာနဲ့ကရရှိထုံပါသားသူအခုလေးကောကကိလာကလေးအလကနေဆိုမဟုတ်ဒါနဲ့နေတယ်ဖရာနဲ့တရာနဲ့ကလို့ဆိုကြလေကျွမ်းအဖိတ်ဖြစ်မှာကောင်းနေစွာကိုတော့တတိကျဖို့လိုရယ်နော်ဖရာနဲ့တရာနဲ့နေလို့ကျွမ်းဖိတ်ဖြစ်မှာကောင်းနေကြီးဖရာနဲ့တရာနဲ့ဆိုရယ်စကားနဲ့ကိုကောင်းနေစွာနဲ့တလူကြီးဖိတ်နေတတ်တယ်ဟုတ်လားဒီခါတရားကိုတရာနာမသိဖို့ပဲတရာမနာကလေးမသိနိုင်ရဲနဲ့အကောင်လို့တယ်အကောင်လို့ရှင်တယ်အကောင်လို့တယ်ကောင်းဟာဘဝတည်းနဲ့ဆိုစွာကိုနော်လေထားပြီးကိုတဏှာကြွမ်းတဏှာအသခင်အောက်မှာကြီးကြွမ်းဖိတ်အောင်လုပ်တယ်ကုသိုလ်မျိုးလက်ဒါသာဒါနာအရင်ကလို့လာလို့အခုတို့ခံနေရပြီဒီအခုတတိယလို့လုတ်ကေဒါသဒါနမလုတ်ခင်နော်ဒါလို့ရတယ်ဘူဇိတဒါနတော်လှန်ရဒါနတော်လှန်ဖို့ကောက်တည်သူကတော်လှန်ဖို့မတော်လုံးဟလားမတော်လှန်ဝါကောက်တည်ဆိုပြီးရပန်လုတ်ပလိကဝေးနိဗ္ဗာန်မကခင်အစွာဆောက်ပလိနော်ရပန်လုတ်ပလိကေနိဗ္ဗာန်မကခင်အစွာဆောက်ပလိနိဗ္ဗာန်မကခင်အစွာဝိုက်ဖို့လေနိဗ္ဗာန်မကခင်ဇာမဏီဖို့လေစီလို့တွေ့တယ်တဏှာတခါလေးလွှမ်းမို့နေနော်တဏှာလွှမ်းမို့နေလေဒီဘယ်ဆိုကတော်လှန်ဝမ်းဖလားအရှင်အောက်မှာရှိနေအရှင်အောက်မှာတဏှာအရှင်အောက်မှာရှိနေရတဲ့သူ့ကြီးမျက်နှာကလေးနေမတော်လှန်ဝမ်းရခါစားလို့ဆိုတရီလာသူကနဲ့တရီလာဆိုပြီးတရီလာဟာအောင်သူ့အောက်မှာကြပိုင်နော်ရင်မှာကိုခြာဖားနဲ့တွေ့ခါတရီလာဆိုကြလေဇာစိတ်မွင်ရဖို့တော်လှန်ရေးစိတ်ကိုမွင်ရဖို့သဘောပေါက်ရဲ့မလားတရီလာကလေးဇာစိတ်နဲ့ဒီတော်လှန်ရေးကိုမွင်ရတယ်လောကမှာတောင်းတော်လှန်ရေးကိုမွင်လေအခုတော်လှန်ကူကဆိုတော့မဟုတ်ဒါလို့ရတယ်တရီဒီပိုင်မဟုတ်လားအခုလေးကိုကဇာလို့ရဘူးတရီတော်လှန်ရေးစိတ်ဒီတော်လှန်ဖို့ဆိုတာတော်ရေးဆိုတာတို့တိပိဋကစာတို့အာတိကမိကတိပိဋကစာတို့ဘလို့ဆိုတာဘုံထိလို့တာတော်ဆိုတာအရှင်ကိုခေါ်ရဲ့အရှင်ကိုလှန်ပလိဆိုတာကိုတော်လှန်နော်ဒီမဲ့ဆိုဒီမှာတော်ကဒီတဏှာသူ့ကိုလှန်ပလိရဖို့သူ့ကိုလှန်ပလိဖို့ဆိုပြီးညာတော့မရှိပြဖိတ်ဘူးလားညာလို့ရနော်တော်လှန်ရေးတမမှဇာလို့ရညာဟာအာနော်ညာအာလောကမှာညာအာနိဗ္ဗာန်အာဟာအပြီးဆုံးပဲယင်းနိဗ္ဗာန်အာကိုလေတော်လှန်ပြီးဖိတ်တယ်ဖရာနဲ့အရိယာမတိကြီးဘုံရမရနိုင်လိုရင်ကဖရာရည်ဖရာဟာတော်လှန်ပြီးငါတော်လှန်လာတယ်ဟဲ့နော် ငါတော်လှန်လာခဲ့ဆိုပြီးအရှင်ဘုရားတော်လှန်ပုံကိုတပည့်တော်
အမရှိပါဘူးတပည့်တော်လေးတော်လှန်ခြင်းပါခံရလို့မရှိရခံရလို့မရှိရလို့ဒီခံရစွာကိုနာကြည့်လူကမှတော်လှန်ခြင်းစိတ်ပေါက်ဖို့ခံရစွာကိုမနာကြည့်တတ်တဲ့လူကတော့ဟာတော်လှန်ခြင်းစိတ်မပေါက်နိုင်နော်အဖက်ဖက်ကိုကလေးတွေနာကြည့်တစုံကလေးတွေဆိုကိုလေးသူ့ဘက်မှာလုံးရင်းနဲ့တရားဇနီးလေးတရားသမီးလေးတရားသမီးမှာအဖော်အားလာတယ်သမက်လေးတရားရပါမဟုတ်လားရေကသားတရားသားမှာအဖော်အားလာတယ်ခေါင်းမလေးတရားရင်းကကိုကိုမှင်ပြီးလာလိုက်တယ်မင်းရှိမလိုက်ရှိတီရှိတွဲရှိကြီးကပါအမီအင်ထုံပြန်လုံးနေဆိုမလားနော်တဲ့အင်ထုံလားအဟဲ့အင်နောက်နေပါဟဲ့အင်နောက်အင်တဝါလုံးတဝါသေးလားတပရေလုံးနော်ညာကြီးကြည့်အမင်းကောင်းကောင်းတင်ရမလားကိုအောင်တင်ရမလားကိုဆိုကြခိုင်းမှာဗရင်ကိုတော်လှန်ပိုင်ငါအောင်လို့လာလို့စုရဖရဆိုလို့အမြောက်ကိုခိုလို့ရတဲ့ဟာမျိုးမဟုတ်နော်အခုရပိုင်မင်းကြီးကို့အရင်တော်လှန်ငါရဲ့အလူလေးပြရတဲ့ငါတီအောင်တတ်နေတယ်တီလာလေးဆောက်တည်ရတဲ့ငါတီအောင်တတ်နေတယ်ပတိလေးစိတ်မိတ်တာလေးပေါ်တရားလေးနာရတဲ့ငါ့ကိုတီအောင်တတ်နေတယ်ရင်ကလည်းငါတောက်ပြုတ်တော်လှန်ဖို့နော်ဒါပေမဲ့တော်လှန်ဖို့ခါဇာလောကလေးဆိုပြီးတော်လှန်ရဲ့နီးကိုခါရတယ်တော်လှန်နည်းသူကပြီးဖို့သူတော်စီကမတ္တရဏလျောစွာကျင့်မဲ့ဖို့ခွင့်ဒါနဲ့ဧကန္တာတော်လှန်ရဲ့နီးသူတော်ကောင်းစိကပ်ပါဆိုပြီးတော်လှန်သူတော်ကောင်းကိုစိကပ်ရဖို့အလူပိတူသူတော်ကောင်းကိုစိကပ်လို့ကြွန်စိတ်ပေါက်နေလူဘောကိုလောလို့စိကပ်လို့တော်လှန်နေမနိုင်ဒီလာတော့ဆောက်တည်ရဲ့သူတော်ကောင်းပဲသို့သူကကြွန်စိတ်ပေါက်နေပတိတော်စိတ်ရဲ့မိတ္တာတော်ပေါ်ရဲ့နော်ပုပ္ပတိဇွန်တိကိုလေပြရဲ့ခေါင်းခံပြန်ပြရဲမင်းကုံငုတ်ပြရဲတခုကနှစ်ခုဟုတ်လားတခုက10ခုတခါတည်းခန္ဓာလေးပျောက်ပြရဲအမှန်တန်တတိကောင်းတော်ပဲသို့တော်လေးစိတ်ဓာတ်ကကြွန်စိတ်ပေါက်နေဆိုသူ့ကိုလောလို့မင်းခေါ်လို့ဟောနီလာနိဗ္ဗာန်ကပဲမဟုတ်အဲကောင်ဒီမှာသူတော်ဆိုစွာတော်လှန်ရဲသူတော်ကိုခေါ်ပါရဲ့အသူလေးဆိုဖရာပဲနော်အရဟံကြီးအရဟံမှာအရဟံနော်တနည်းအားဖြင့်အရဟံတော်လှန်ရဲဆိုပြီးသူ့ကိုအရဟံပြပင်တော့လျာပေါ့တော်လှန်ရဲစကားရှင်နဲ့လေအရဟံအရကရန်သူဟံကတတ်အရဟံဆိုပြီးစကားကအတိတ်ကတစ်မျိုးအရဟံဆိုခါအတိတ်ကတစ်မျိုးအရဟံဆိုခါအတိတ်ကတစ်မျိုးစကားသုံးပတ်ကိုလာတဲ့အခုတော်လှန်ဖို့ဆိုခါဒါလို့ပေါ့အရဟံအရကရန်သူဟံကတတ်ရန်သူတတ်သူအတူလေးခါကိလေသာသူတတ်တယ်ဒီမှာတဏှာမာနဒိဋ္ဌိကုဏီကုသကောက်ထားလိုက်တဏှာမာနဒိဋ္ဌိသူကတခါလကိလေသာလားကိလေသာပါဗျာသူ့ကိုလိုက်ဖို့သူ့ကိုလိုက်ဖို့နီလန်းကိုခါကိုယ်တိုင်ဟာလို့ရတယ်ခါနာမည်အားလားအရဟံကိလေသာကိုတတ်တတ်သူတော်လှန်ရဲ့တမဒီခါရဲ့ဖရာကဘူစိတ်တဒါနလို့ခေါ်ပဲတော်လှန်ရဲ့ဒါနလို့ခေါ်ဆိုဝေးလားဒီအလူလုတ်တဲ့ခါလားနော်ကိုယ်ခန္ဓာကိုသတိထားလားတိုက်ခိတ်တွေတော်လှန်ရဲ့ဆိုပြီးဇာမသတိထားကိုယ်ခန္ဓာလေးသတိထားလားတိုက်ခိတ်တွေစိတ်မြေပင်ကိုလေးသတိထားလားမြေပင်လေးသတိထားတိုက်ခိတ်တွေလူပါလေမဟုတ်လေဟန်သူမအောင်နိုင်မြန်ဆိုစောကခတ်ဆိုင်လို့ပါရန်သူကိုလေးတတိထားဇာနကုထားကိုကိုတတိထားကိုမေပင်ကိုစိတ်တတိထားဖို့စိတ်မေပင်ဖို့ဒီပြီးကရန်သူကိုလေးတတိထား
နော်တတိသုံးခုထောက်ပြီးတိတ်ခဲ့ရတယ်ဒီကနိုင်နေအောင်ကိုမတတိရှိသူဟောကိုကိုတတိထားဆိုဆိုကိုကိုငါအကောင်းလုပ်တယ်ငါအကောင်းလုပ်တယ်ဆိုငါမဟုတ်လားဒါဆိုကိုရုံးနာနော်ဒါဆိုရတယ်ရုံးနာလားရုံးနာဆိုကိုပြောရတယ်လူရှင်ရဲ့စိတ်ကနန္တာလူနေရဲ့ဝိုက်ထုကလုပ်တယ်နော်တတိထားရတယ်လူရှင်ရဲ့စိတ်နဲ့လူဖေဝိုက်ထုဟာဆိုကိုဒီကလူဖေဝိုက်ထုကမှရနေရတာနော်အဲရှင်ကဇာနဲ့ဇာရုံးနဲ့ဒီရှင်ပြန်ဖက်ကဝိုက်ထုကိုကိစ္စအတွင်းကကိကေလူရှင်ရဲ့စိတ်ဟာနှလုံးထဲမှာဖိတ်တယ်လားနှလုံးကတော့တရာနော်လူရှင်ရဲ့စိတ်ကဒီဇာနဲ့ဇာငါလားငါလို့တော့ပြောလို့ရတယ်လားငါမဟုတ်လို့သိထောက်ပါနော်အဲဒီလူဖို့ပစ္စည်းလားလူပစ္စည်းဆွမ်းဆိုဖို့လားတန်ငန်းဆိုဖို့လားကြောင်းဆိုဖို့လားစီပစ္စည်းဆိုဖို့လားဘောလေရကိုကလေးလားသိခါအဲ့လေဟုတ်တာပါဒီစိတ်မေ့ပြင်ကြီးစိတ်မေ့ပြင်ကိုအကိခတ်ဆိုလေနေကြပါလိဟုတ်တာပါနော်ဟိုအများပလို့နေပါတန်ငန်းလူတွေဆွမ်းလူတွေတော့အများနောက်ကိုလိုက်ပြီးယုံမနေခဲ့လားရပိုင်စိတ်ယုံလာခဲ့ကန်သူကိုပြောင်းလိုက်ပြီပဲဘယ်သူဆိုဆိုလေးယုံရအကွက်ကိုကြီးရှုံးနေဆိုမလားယုံရပြီဟာမယုံအောင်ဇာကိုထားပေါ့ကိုကိုလေးတတိထားစိတ်မြင်ပြန်လေတတိထားတယ်နော်ဝိဒါရန်သူဤတဲပုံဆင်းပုံညာတန်ပေးပုံဆိုရင်တတိထားရတော့ဝေးအရှင်ကောက်လို့ထွက်ပြီးလို့နေမှာလားနော်ရန်သူဤတဲပုံဆင်းပုံဆိုပြီးရန်သူကကောင်းကျိုးဖိတ်ဖို့လူဖိတ်ဟာကောကအမတန်ကြီးကြီးချမ်းသာဖို့ကခါကိုဟာကိုမင်းဖိတ်လို့စိန်နဲ့နေရဖို့မာနရှင်နဲ့နော်ကိုလုတ်ကြီးကိုအားဖို့ကညာတန်ပြီးတာပြန်ရဟာကိုအဟုတ်ကြီးထန်တော့ဝေးတည်ရည်နော်ညနေခန်းသူကိုလေသူပြေးသူအိုစွာတိရှိတဲ့စွာတိပြေးရမအိုရှင်လို့အိုစွာပါအိုရှင်လေးစွာကနန္တာစိတ်အပန်ထွက်နေစွာကရောက်တော့ပါဒီခန်းသူဖက်မှလေးစားရှိတယ်ဟုတ်နဲ့နော်စိတ်မြင်ပြင်ပါပါကိုယ်ကိုခံတာပါဟုတ်ပြီရခါကေအခုရကိုကေကိုခန္ဓာအလူပိလူကဇာနဲ့ဇာအလူပိပစ္စည်းကအလူခံဖက်ကေအမဟိုတစ်ဖက်ကကိုယ်နဲ့ဆန့်ကျက်ပဲဖိနေတော့ကိုကအလူပိသူဟိုကအလူခံသူဒီဆန့်ကျက်ပဲဖိနေမလားဒီဆန့်ခံသူတဖို့ဖိုင်းနေရအလူခံသူရှက်ကလေးဇာနဲ့ဇာရေအောင်ပေါင်ဖိရေကိုလည်းအောင်ကိုလည်းအောက်ခါရချက်ကိုလည်းအောက်ခါရအလုံးစားနဲ့စားဖိနေရုံးနဲ့နံပြီရင်ရုံးနဲ့နံပြီးစီလိုကလေးပြီးဝေးလာအခုဖိတ်တယ်အခုပြည့်တယ်အလူပြီးရဆိုအခုဖိတ်တယ်အခုပြည့်တယ်နော်ဒါကိုမင်းအောင်ကလေးကြီးတဏှာဝင်ရလားမာနကဒိဋ္ဌိကယံအလှူတော့အလှူရမလားယံအလှူကိုစားဖို့ပေါ့ယံအလှူကိုတော်လှန်ရေဒါနပုစိတ်တဒါနရရှိကိုရရှိရှင်တို့ဘဂဝကနေလံကပြီးသာတော်တန်ဃာတို့တိရှာခဲ့တယ်ဣဒံမေပုံညာနိဗ္ဗာနတပိစယောဟောတုကံအကောင်းသိဖို့လားငြိမ့်ဖို့လားအခုရန်သူရှိသိလားငြိမ့်လာရစိတ်မြုပ်တယ်နိဗ္ဗာနတပိစယောဟောတုကိုကသိမ့်တတ်ကြီးစိတ်မြုပ်ပဲငြိမ့်နေတာတဏှာလေးမထွက်မာနဒိဋ္ဌိဒါမှမထွက်ပါလိမ့်သီလို့သိဆိုတာကညာနိပညာနော်နိပညာပြီးဖရမာသာရှိတယ်ခိတ်စကားနဲ့ပြောနောက်မြင်သိပါတာမှမရှိနော်လေကဒီဖရမာသာရှိတယ်
ဗုဒ္ဓဘာသာမှာသာရှိတယ်မာနလို့မထင်ကြီးအမှန်ဟာရဲ့ဗုဒ္ဓဘာသာတုံကဘုန်းကြီးများတရားဗုဒ္ဓဘာသာတုံကကိုဟာကိုတတိမမုန်ကူမမလဲလို့မမလဲတဲ့ငါအကောင်းလို့ဆိုပြီးငါအကောင်းလို့ဆိုပြီးလို့ထင်နေတယ်နော်အကောင်းလို့ကြီးကြွန့်သေးပါလားဘောကလေအကောင်းလို့ဖို့လို့နော်ငါမတော်လန်ကြည်ရဝေးကောင်းချင်ကောသိမပရိုဂရမ်မဲရွှေနဲ့ဆောက်လို့ငါကိုမတော်လန်ကြီးအရှင်ပြေရဒါပေမဲ့ဆိုအောင်တူအောင်ပါနဲ့ဟာနော်အခုဇာလို့ရကောဒါဘောတော်လန်လေးဆိုရင်နောက်ဆုံးမှာဆောက်ထားတဲ့ရွှေအင်ပန်မြေကြီးဖိတ်လာရဲ့ရဲ့စိတ်နာဖို့ကောင်းတယ်ပေါ့နာဖို့မကောင်းလားဇာနဘောဖိတ်လာရဲ့ပါမျိုးပလက်တီရှောမလားနော်မျိုးပလက်တီရှောမျိုးပလက်တီကပစ္စည်းရပါအောင်လို့ပါညီဖို့မကောင်းလားအရင်ကကြာခွာဖို့ဘူဇိတာဒါနစိတ်နာမလောကစကားနဲ့ပြုတ်ကြလေစိတ်နာတိုင်းမှလာတော်လာဖို့လို့ပေါ်လာတယ်လောကမလေးပဲစိတ်နာလူသိစီတော်လာရတယ်မလားစိတ်နာတတ်တယ်ဆိုတော့ကိုယ်ကလေးကငါကြွန့်ဖိနေမလားကိုနိပညာကတုံငါတော့တိတ်မှပဲလို့စိတ်မကူတဲ့လားရင်ကဖရာတိတ်ပြီးကဖရာနောက်ကလေးလို့အရိတ်ဖို့ကိုစိတ်မကူကြီးအရိတ်ဖို့ဆိုတာတစ်ချက်ရှိရနော်ရန်အရိတ်ကိုပြီးတဲ့အပင်ပြောက်ကြီးနဘူးပန်အောင်ဖို့ဒါဘလို့ဆိုကိုကတိတ်ကောမတိုင်ကိုတိတ်မှကိုချမ်းသာဖို့ဒီပဲမဟုတ်လားငါကမြောက်တော့ပြန်ပစုံစိတ်ပူရှိတယ်အရိတ်ဖို့ပြီးတယ်ဗျာအရိတ်ဖို့ပြီးလေပြဆိုရင်ဒေသာသနာဟာအပင်ကြီးဒေသာသနာပျောက်ကြီးအရိတ်ပျောက်ရယခဏကိုတိုင်းနပရင်လာကြံလာရသာသနာပြေတော့ကိုယ်ပြေတော့ညတော့သာသနာရှိတုံးမှာဒီဟာကိုအောင်အလုပ်လုပ်ရတယ်။ယပန်အောင်အလုပ်လုပ်ကြီးကိုမှနိလန့်ရှိနိစနိတ်ရှိပါလာကြဇာနေရာတော့သူ့ကိုကြွန့်ဖိတ်နေသူလို့ခေါ်ပေါ်လာတော်လန်နေသူလို့ခေါ်အေဘွားကနောက်ဘွားကခါကလေးတော်လန်သူပဲသဘောပေါက်ရဲ့မလားဟိုဘွားကရဟမရခအတွက်နဲ့အေဘွားမှာကြွန့်ဖိတ်နေလားကိုယ်စိတ်နေစိတ်တော့ကြည့်ပေါ့ဟာဖိတ်မိမဟုတ်ငါလေးအသက်ရှိတုံးတိတ်ဖို့အတွက်ဆရာလေးနီလန်ပလာတုံးဖရာဆရာပေါ့ငါလေးနေပညာကတုံးမနေမနာတိတ်ဥမပဲစိတ်မကူတဲ့လားကူးတယ်ပါဗျာရပိုင်စိတ်ကူးပြီးကေအလူလုတ်ကေလေးတော်လန်ရေးအလူလုတ်လို့ငင်းအေးအောင်ကြိုးစားနေကြပါစေကံအရှင်စီလို့တော်လာ